လူတယောက်ဟာဥယျာဉ်ထဲမှာလမ်းရှောင်ရင်ပိုးအိမ်လေးတစ်ခုကိုတွေ့လိုက်တယ်။အဲ့ဒီပိုးအိမ်လေးထဲမှာလိပ်ပြာပေါက်စားလေးတစ်ကောင်ရှိနေတယ်။သူကအပြင်လောကကိုထွက်ဖို့အတွက်အပေါက်ကျင်းချင်းလေးကနေအတဲအတန်ရုံးကန်နေရှာတယ်။တနအီကြားတဲ့အထိလိပ်ပြာလေးကမထွက်နိုင်သေးပဲပင်ပန်းပြီးညင်သွားတယ်။ကြည့်ရတာသူအားကုန်သွားတဲ့ပုံပါပဲ။အဲ့ဒီလူကလိပ်ပြာလေးကိုတနာသွားတယ်။ငါသူ့ကိုကူညီမှထဲမယ်လို့တွေးပြီးကက်ကြီးလေးနဲ့ပိုးအိမ်ကိုညှပ်ပြီးအပေါက်ချက်ပေးလိုက်တယ်။လိပ်ပြာလေးဟာလွယ်ကူကူမဲ့အပြင်ကိုထွက်လာနိုင်ခဲ့တာပေါ့။ဒါပေမဲ့ထွက်လာတဲ့လိပ်ပြာလေးရဲ့ပုံစံကထူးဆန်းနေတယ်။လိပ်ပြာလေးရဲ့ကိုယ်လုံးကဖောရောက်နေပြီးသူ့ရဲ့အတောင်ပံလဲတွေကတော့တွန်းလိပ်ပြီးသေးကွေးနေတယ်။အဲ့ဒီလူကထင်နေတာကခဏနေအတောင်ပံတွေဖြန့်ကားလာပြီးလိပ်ပြာလေးပြန်တန်းသွားလိမ့်မယ်ပေါ့။ဒါပေမဲ့အဲ့ဒီအချိန်ဘယ်တော့မှရောက်မလာခဲ့ပါဘူး။လိပ်ပြာလေးဟာသူ့တသက်လုံးဖောရောက်နေတဲ့ကိုယ်လုံးနဲ့မတန်စွမ်းတဲ့အတောင်ပံလေးကိုဆွဲပြီးမြေကြီးပေါ်မှာပဲတွားသွားနေရရှာတယ်။သူဘယ်တော့မှမပြန်တန်းနိုင်ခဲ့ပါဘူး။အဲ့ဒီလူနားမလည်ခဲ့တာကတော့ရုံးကန်ရချင်းဆိုတာလိပ်ပြာလေးအတွက်မရှိမထိလိုအပ်တယ်ဆိုတာပါပဲ။လိပ်ပြာတစ်ကောင်ဟာအပေါက်ကျင်းချင်းလေးကနေမနှဲတိုးထွက်ဖို့ရုံးကန်ရတဲ့အခန်းကြမှာသူ့ခန္ဓာကိုယ်ထဲကအရည်တွေဟာအတောင်ပံတွေစီကိုစီးစင်းသွားပြီးအတောင်ပံကိုတန်မစေတာပါရုံးကန်ရခြင်းမရှိရင်ပြန်တန်းခြင်းဆိုတာမရှိနိုင်ပါဘူးအဲ့ဒီလူရဲ့ကျင်နာမှုဟာလိပ်ပြာလေးရဲ့ပြန်တန်းနိုင်စွမ်းကိုဖျက်ဆီးလိုက်တာပါပဲမိတ်ဆွေခမရဲ့ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမုန်းမနေပါနဲ့အဲ့ဒီအခက်အခဲတွေကခမကိုနှိပ်စက်နေတာမဟုတ်ပါဘူးခမပြန်တန်းနိုင်ဖို့အတွက်ခမရဲ့အတောင်ပံတွေကိုတန်မာအောင်လုပ်ပေးနေတာပါဒုက္ခတွေကိုကြော်ထက်ပြီးရင်ခမပူတန်ပါလာပါလိမ့်မယ်